ဆောင်နေချီဖြာစာနင်းငွေဝေနေခြင်းမျိုးမနာနေခြင်းနဲ့ချေအမောင်များရဲ့အကြောင်းကိုမင်းပြန်ပြောလေမပြပါနဲ့လက်ဘဝလေးအင်းလေးရင်ဝေးနေနေစဉ်လေးကဘာဥစားယူရမှုနဲ့ကိုယ်ဘဝစားတယ်လေဘာမှစဉ်းစားနေဘာမှလည်းမတွေ့နဲ့ကိုယ်တို့ညောင်ရဲ့ချက်ဘာမှရေးမကြည့်ရဲ့ကိုယ်ဒီတိုင်းသိရဲ့ဘာလို့